ထက် easy မဲ့မားနဲ့ကြိုးဆိုပါတယ်ဒီကနေ့ပြောမယ့်အကြောင်းအရာတစ်ခုကတော့ firewall ဆိုတာဘာလဲ firewall နဲ့ပတ်သက်ပြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ခုလူတွေအပြောများနေတဲ့ Chinese gate firewall ဆိုတော့ firewall ပေါ့နော်တော်တော်များများအဖြစ်နည်းနည်း confuse ဖြစ်တဲ့နေရာရှိရပေါ့ firewall ဗမာပြည်အထူးသဖြင့်ဗမာပြည်မှာဆိုလို့ရှိရင်firewall ပလောက်ထားလို့ YouTube တွေ Facebook တွေကြည့်လို့မရဘူးအဲ့မှာပုံမှန်အားဖြင့်လူတွေသိကြတဲ့ firewall ဆိုတာနှစ်မျိုးပေါ့နော်ဒီ ISP internet provider တွေကလုပ်ထားတဲ့ firewall နဲ့နိုင်ငံနဲ့ပတ်သက်ပြီးလုပ်ထားတဲ့ဒီ gateway တွေမှာလုပ်ထားတဲ့ firewall ပေါ့အဲ့ကောင်တွေကဘလောက်ထားတဲ့အတွက်ဒီ YouTube တို့Facebook တို့ကိုတုံးလို့မရဘူးပေါ့အဲ့အတွက်ဒီနေ့ firewall ဆိုတာဘာလဲဆိုတာကိုအခြေခံအနေနဲ့ရှင်းပြမယ်ပထမဦးဆုံး firewall ဆိုတာဘာလဲ firewall ဆိုတာဘာလဲဘယ်လိုလုပ်လို့လဲ firewall မှာအပိုင်းတစ်ပိုင်းရှိတယ်နှစ်မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့ software base ပထမတစ်မျိုးကဘာလဲဆို software base နဲ့လုပ်တာရှိတယ်နောက်တစ်မျိုးကျတော့ hardware နဲ့ပတ်သက်တာပေါ့နော်သူက software base နဲ့ hardware base ဆိုပြီးတော့နှစ်မျိုးရှိတယ်ဒီ software base ကျတော့ဘယ်လိုမျိုးလဲဆိုတော့ကွန်ပျူတာတွေမှာပါပြီးသားပေါ့ Microsoft မှာဆို Microsoft Defender ပေါ့အဲ့လိုမျိုး software နဲ့သူတို့ OS မှာ built in ပါတဲ့ application တွေပေါ့နော် built in ပါတဲ့firewall တွေပေါ့ mobile မှာဆို Android မှာလည်းပါမယ်ပြီးတော့ browser တွေမှာပါမယ် cloud တွေမှာပါမယ်အဲ့ဒီမှာအဓိက software base ကိုသုံးတာများတာကတော့ personal device တွေဖြစ်တဲ့ ကွန်ပျူတာတို့ tablet တို့ mobile တို့ mobile phone တွေပေါ့ iPhone တို့ Android တို့ mobile phone တွေမှာတော်တော်များများကတော့ software base နဲ့ firewall သုံးတယ်ဒီ enterprise level တွေ ISP တွေပါမှာကြတော့ကုမ္ပဏီကြီးတွေတို့ဒီ internet provider တွေတို့ကြတော့ဒီ physical လောက်ထားတဲ့ firewall သုံးတယ်အိမ်တွေမှာဆိုလို့ရှိရင်တော့ router တွေပေါ့နော် router မှာလည်းသူ့ရဲ့ ISP က built in ထည့်ပေးထားတဲ့ firewall ရှိတယ်ပြီးတော့နိုင်ငံအလိုက်လည်းနိုင်ငံအလိုက်က country level firewall သက်ရှိသေးတယ်အဲ့ဒါတွေအားလုံးကိုအပြည့်စုံဒီဗီဒီယိုမှာရှင်းပြပြီးသွားတယ်firewall ဆိုတာဘာလဲ firewall ဆိုတာကတော့ရှင်းတယ်သူက network ကိုပိတ်မယ်ဖွင့်မယ်ဥပမာ youtube.com ကို allow လုပ်မလားဒါမှမဟုတ် deny လုပ်မလားဒါပဲသူရဲ့အလုပ်ကပိတ်တာနဲ့ဖွင့်တာနဲ့allow ရယ် deny ရယ်အဲ့နှစ်ခုပဲသူကတော့တကယ်အဓိကလုပ်တာတော့သူကအဲ့ဒါပေါ့နော်ကဲအဲ့ဒါဆိုရင်ဆိုကြပါစို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ internet ကျွန်တော်တို့ ISP လာတဲ့ internet ရှိမယ်ပြီးလို့ရှိရင်သူ့ရဲ့ firewall ခန့်ထားမယ်ပြီးရင်ကျွန်တော်တို့ရဲ့ router တွေကိုလာမယ် router ကနေပြီးတော့ကွန်ပျူတာမှာ laptop မှာဖြစ်ဖြစ် desktop မှာဖြစ်ဖြစ်ဒီကြည့်လို့ရတာပေါ့ဒါကတော့ဒီအခြေခံပေါ့နော်အခြေခံ firewall ဘယ်နာမှာဘယ်လိုပိတ်ထားလဲဆိုတော့ဒါပြောပြတာပေါ့ဒီမှာ www.youtube ကိုဒီကနေပြီးဒီကွန်ပျူတာကနေပြီးတော့ YouTube ကို broadcast လုပ်တယ် okay www.youtube.com နှိပ်လိုက်မယ်ပြီးလို့ရှိရင်အဲ့ကောင်ကနေပြီးတော့ဒီကွန်ပျူတာမှာရှိတဲ့ firewall ကနေတစ်ဆင့် firewall အလောက်ပြီးလို့ရှိရင်ကောင်နေဒီကနေထွက်သွားမယ်ပြီးရင် router တွေကိုဝင်မယ် router မှာလည်း firewall ဆက်မယ် YouTube ဒါကတော့ YouTube အဲ့ဆိုလို့ရှိရင် ISP firewall ကိုပြန်သွားမယ် ISP firewall နဲ့ YouTube okay အလောက်ဖြစ်တယ်ဆိုလို့ရှိရင် internet ကိုသွားမယ်အဲ့ဒီအချိန်မှာ firewall တစ်ခုရတာ deny လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ youtube.com ကိုကျွန်တော်တို့ကကြည့်လို့ရမှာမဟုတ်တော့အဲ့တော့ device တစ်ခုချင်းစီမှာသူ firewall ရှိတယ်ဆိုတာကိုသိရမယ်အခုအခြေခံအားဖြင့် device တစ်ခုချင်းစီမှာ firewall ရှိတယ်ဒီ diagram ကိုကြည့်မယ်ဆိုလို့ရှိရင် okay ဆိုကြပါစို့ end user တယောက်ကနေပြီးတော့ application တစ်ခုကို application server ကိုတွားပြီးတော့ communication လုပ်မယ်ဆိုရင် device မှာ firewall ရှိတယ်လို့ဒီ application မရောက်ခင်မှာလည်းသူ့ရဲ့ default firewall တွေရှိတယ်ဒီ database နဲ့ပတ်သက်တဲ့ database server တွေ web server တွေသူတို့မှာလည်းသူတို့ကိုယ်ပိုင် firewall ရှိတယ်အထူးသဖြင့် cloud သွားလို့ရှိရင်ကွာ cloud မှာဆိုလို့ရှိရင်သူတို့ရဲ့ဒီ main structure နဲ့တွားလို့ရှိရင်သူတို့ရဲ့ default firewall တစ်ရှိတယ်ကိုကထပ်ပြီးနောက်ထပ် customer ထပ်လောက်ရတယ်နှစ်ခုလောက်ဖြစ်သွားတာပေါ့အဲ့မှာဆိုအထူးသဖြင့် beginner သမားတွေအတွက်ပြဿနာဒုက္ခအပေးဆုံးကအဲ့ firewall ပဲ developer သမားတွေအတွက်ဆိုလို့ရှိရင် local မှာသူတို့ code တွေနေရေးတယ်အဆင်ပြေတယ်cloud ကိုတွားလိုက်တော့မှပဲသူတို့ code တွေတွေကcommunication မရတာတို့သုံးလို့မရတာတို့ဖြစ်တဲ့အခါမျိုးရှိတယ်အဲ့ဒါဆိုပထမဆုံးဆက်ရမယ့်အချက်ကဒီ firewall setting ပဲကိုသုံးတဲ့ application ရဲ့ firewall ကအကုန်လုံးကိုဆိုကြပါစို့
ဆိုကြပါစို့ကွာ80ဆိုရင် HTTP 80သုံးမှာဆို80ကိုဒီ server မှာလည်း80ကိုဖွင့်ရတယ်လို့ကိုယ် application မှာလည်းပို့80ကိုဖွင့်ရမယ်အဲ့တော့လောလောဆယ်သိရမယ့်အချက်က device တစ်ခုစီတိုင်းမှာ firewall ရှိတယ်အဲ့ firewall တွေအကုန်လုံးကိုဖြတ်မှာပဲကိုက data တွေကိုရနိုင်မယ်လောလောဆယ်အဲ့လောက်အခြေခံအားဖြင့်အဲ့လောက်သိရဆိုရပြီကျွန်တော်ဒါကိုအခြေခံလောလောဆယ်ရှင်းပြမယ်နော်အခြေခံနဲ့ပတ်သက်တဲ့ဟာပဲ firewall နဲ့အခြေခံပတ်သက်တဲ့ဟာပဲအရင်ရှင်းပြမယ်လောလောဆယ်သိရမှာdevice တစ်ခုစီတိုင်းမှာအခြေခံအားဖြင့် firewall ရှိတယ်အဲ့လောက်ဆိုရပြီကဲဒါဆိုရင် software based firewall ဆိုတာတော့ကြပါစို့ software based firewall ဆိုတာဘာလဲ software based firewall ဆိုတော့ Windows OS တွေပိုင်းမှာဆိုတွေ့ရော Windows Defender firewall ဆိုတာသူ့ရဲ့program တစ်ခုစီကို internet သုံးပိုင်ခွင့်ပေါ့ဒီ internet သုံးပိုင်ခွင့်ရှိမရှိအဲ့ဒါဒီအားလုံးကိုသတ်မှတ်ပေးထားတာသူက default setting ထဲမှာသူအားလုံးအဆင်ပြေလုပ်ထားပြီးသားအဲ့ဒီမှာသူကနှစ်မျိုးရှိတယ် inbound နဲ့ outbound အဝင်နဲ့အထွက် traffic ကိုထိန်းချုပ်ပေးတယ်အဲ့ဒီမှာ network ID system administrator နဲ့ gain နဲ့ပတ်သက်တဲ့ဟာကို internet မသုံးရဘူးလို့ setting ထဲမှာထားလို့ရှိရင်အဲ့ဒီရဲ့ဒီ laptop ဖြစ်ဖြစ် desktop ဖြစ်ဖြစ် gain နဲ့ပတ်သက်တဲ့ application ဖွင့်မယ်ဆိုရင်ဖွင့်လို့မရတော့ဘူး Mac OS မှာလည်း firewall ရှိတယ်သူကတော့ application layer control Mac မှာတော့တခုကောင်းတာ MacBook တို့ဘာလို့ကြာသူက silent mode မှာထားတယ်ကွာ user experience ရသူက user သိကြရမလို့သူကသူလုပ်ထားပြီးသားmobile device တွေမှာလည်း Android မှာလည်းရှိတယ် Android မှာ setting နဲ့ဝင်လို့ရှိရင် application firewall တွေမှာ VPN သုံးတဲ့ဟာတွေ VPN based firewall iOS တို့ပေါ့အမှ fit တိုင်းပဲရှိတယ်ပြီးလို့ရှိရင်အဲ့မှာ mobile device မှာ setting ထဲမှာရှိတယ်ကွာ Wi-Fi တချို့ဟာတွေဆိုရှိတယ် Wi-Fi သုံးမှ download လုပ်လို့ရတယ်အဲ့အားလုံး setting ထဲမှာချိန်ထားတာအဲ့ဒါ firewall ပဲအဲ့တော့ဟိုမှာ download ဆွဲတဲ့အချိန်မှာမင်းက mobile data နဲ့ download ဆွဲတယ်မရဘူးပိတ်ထားတာက setting တွေအားလုံးကလည်းအဲ့firewall တစ်စိတ်တစ်ပိုင်းပေါ့နော်ကဲနောက်တစ်ခုက hardware based firewall hardware based firewall ဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့သူက physical ရရှိတာကွာအိမ်မှာသုံးတဲ့ router တွေပုံစံမျိုးပေါ့ office router တွေမှာဆိုရင် office router တို့ပါအိမ်မှာသုံးတဲ့ router တွေထဲမှာ router ထဲမှာ firewall ရှိတယ်အဲ့ firewall ဘယ်လိုလုပ်လို့လဲဆိုတော့အဲ့ firewall တွေကအမှ IP တွေကို block လုပ်တာတို့ဒီ NAS protection တို့အမှ DAS attack တို့ပါအနောက်ကျရင်ကျွန်တော်ရှင်းပြမယ်အဲ့ဒါတွေပါလဲဆိုတော့အိမ်ရဲ့ကိုယ့်ရဲ့ဒီ ISP ကနေပြီးတော့တခါလဲ default ချိန်ထားပြီးသားပေါ့သူတို့တွေကိုဒီအိမ်က internet ကိုဒီပြင် attack တွေဝင်လာမှာဆိုတော့သူတို့ ISP ကနေပြီးတော့သူတို့ setting တွေချိန်ပြီးတော့ကိုတွေကိုအဲ့ router ပေးထားတာပေါ့ဒါရဝင်လို့မရအောင်enterprise firewall ကြတော့သူကြတော့လုံးဝ physical တချို့လည်း virtual ရှိပါတယ် virtual application နဲ့သွားတာရှိတယ်တချို့ကတော့လုံးဝ physical ဝယ်သုံးတာ14 gateway တို့အမှအများကြီးရှိတယ်ကွာ Cisco တို့ Cellphone တို့အဲ့ firewall တည်တယ်ဒီကောင်လေးကကြတော့လုံးဝ advanced ဒီကောင်လေးကဘယ်လောက်ထိ advanced ဖြစ်လဲဆိုတော့အဲ့မှာသူတို့ရဲ့ package တွေရှိသမျှ package တွေအားလုံးကို deep inspection လုပ်တာuser နဲ့by user ပေါ့ကွာဒီ user ဒီ gain နဲ့ပတ်သက်ပြီးတော့ကြည့်လို့မရဘူးဆိုရင် user name နဲ့လည်းတွားလို့ရတယ်သူကျတော့ customer အများကြီးလုပ်လို့ရတယ် application နဲ့ပတ်သက်ပြီးတော့ application control လုပ်လို့ရတယ်ကွာဆိုကြပါစို့ application တော့မှခွင့်ပြုတဲ့ application မ download လုပ်ရမယ်ခွင့်မပြုတဲ့ဟာလုပ်လို့မရဘူးဆိုရင်ခွင့်မပြုတဲ့ application ဆိုတုံးလို့မရအောင် list လုပ်လို့ရတယ်သူအမှနှစ်မျိုးရှိတယ်အမှ white list တို့ black list တို့အဲ့ဒီကောင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတော့ enterprise firewall နဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့နောက်ကျရင်ရှင်းပြမယ်လောလောဆယ်သိရမှာဒီကောင် advanced ဖြစ်တယ်ဈေးလည်းကြီးတယ်ပြီးတော့ device နဲ့ user ပေါ်မူတည်ပြီးတော့သူ့ရဲ့ physical firewall က processor တို့ CPU တို့ RAM တို့ဘာတို့ကသူ့ပေါ်မူတည်တယ် device အရင်များရင်သူက source အများကြီးသုံးရတယ်သူက process အများကြီးလုပ်ရတဲ့အတွက်တကယ် power ဖြစ်တဲ့ဟာလိုတယ်ပြီးတော့ band တွေမှာသုံးတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့သူတို့ကenterprise firewall physical firewall သုံးတယ် cloud firewall လည်းအတူတူပဲ cloud firewall ဆိုလို့ရှိရင်ဆိုကြပါစို့ကိုရီးယားမှာ virtual နဲ့ပတ်သက်တဲ့ server တစ်ခုကိုလို့ရှိရင်သူတို့ရှိမှာ default firewall တွေပါပြီးသား AWS တို့ပါမှာ default firewall တွေက22တို့firewall 22တို့80တို့443တို့ဆိုလို့ရှိရင်တော့ပိတ်မလားဖွင့်မလားအဲ့လိုမျိုး setting ချိန်လို့ရတယ် VPS လို့ခေါ်တဲ့အဲ့ကို virtual server တွေပေါ့ default setting ရဆိုလို့ရှိရင်အဲ့ကောင်တွေကတော်တော်များများ cloud provider တွေပိတ်ထားတာများတယ်ကိုယ့်အကို customize လုပ်ပြီးတော့ဖွင့်ပေးရတယ်အကယ်၍ web server တစ်ခုစောက်မယ်
တင်မယ်အကဲအလုံးမလို့ဆိုရင်တော့မှဆက်ရမှာ port 22တို့ port 80တို့ 443တို့ဖွင့်ထားလားမဖွင့်ထားဘူးလားကိုယ့်ရဲ့အဲ့သူတို့ရဲ့ firewall တွေဝင်ကြည့်ရမှာISP တို့ country level firewall တွေကြတော့သူတို့ကြတော့အများကြီးပါတာပေါ့နော်သူတို့က powerful ဖြစ်တဲ့ဒီ firewall တွေကိုသုံးတာများတယ်မှာ country firewall ဆိုရင်တော့ကျွန်တော်ဘာပြီးလို့ပေါ့ကွာwebsite တွေ block လုပ်တာ application block VPN သုံးလို့မရတာပေါ့အဓိကကတော့နာမည်ကြီးတာကွာChina Great Firewall လို့contact filter firewall လို့ဆိုပြီးတော့ဒါကတော့ international အဆင့်ပေါ့ဒီကောင်းလေးဘယ်လိုကြော်လဲဆိုတော့လွယ်ပါတယ်VPN ခံတာပေါ့နော် VPN ခံ VPN ကိုတော့ IP တွေချိန်ပြီးတော့အလိုလိုဆိုတော့သုံးကြတာပေါ့သူတို့ IP လိုက်တချို့က ban တာရှိတယ်firewall ရဲ့ကောင်းတဲ့အချက်နဲ့မကောင်းတဲ့အချက်ကိုပြောပြမှာ firewall အရေးကြီးတဲ့အချက်ကောင်းတဲ့အချက်ကဘာလဲဆို firewall မရှိရင် firewall မရှိလို့ရှိရင် virus တို့ဒီ hacker တို့ data leak ဖြစ်တာတို့ unauthorized access တို့ကြိုက်တဲ့လူဝင်လို့ရတယ် firewall ရှိလို့ရင် security ဖြစ်တယ်ပြီးတော့ကိုက control လုပ်လို့ရတယ်ဘာကိုလိုစီချင်တယ်ဘာကိုမ privacy ဖြစ်တယ်ကိုယ့်ရဲ့ data ကိုအပြင်မထွက်အောင်လုပ်လို့ရတယ် okay firewall နဲ့ပတ်သက်ပြီးတော့ firewall မျိုးစားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာမျိုးစားနဲ့ပတ်သက်ပြီးတော့သူ layer ပုံမူတည်တယ်ကွာအဲ့ဒါကိုတော့တစ်ခုချင်းစီကျွန်တော်အခြေခံလောလောဆယ်အခြေခံနားလည်အောင်ရှင်းပြမယ် firewall တွေအမျိုးမျိုးရှိတယ်အမှ firewall တစ်ခုချင်းစီရဲ့အလုပ်လုပ်ပုံအမျိုးအစားပုံမတူပြီးအလုပ်လုပ်ပုံတွေမတူဘူးဥပမာ internet သုံးတဲ့အခါမှာကျွန်တော်တို့ network နဲ့ပတ်သက်လို့ရှိလို့ရှိရင်အခြေခံအားဖြင့်ဒီ internet သုံးလို့ရအောင်အတွက်သူအထဲထဲမှာ communication တစ်ခုနဲ့တစ်ခုရဖို့အတွက်ဆိုသူကအလုပ်လုပ်တဲ့ပုံစံ OSI layer လို့ပေါ့အလွယ်ရှင်းပြမယ်ဆို OSI layer ဆိုတာ internet data တွေသွားတဲ့အဆင့်လိုက်ခွဲထားတဲ့စနစ်ပေါ့လောလောဆယ်အဲ့လောက်သိရပြီအမှ layer 9ခုရှိတယ် physical layer ရယ် data link layer ရယ် network layer ရယ် transport layer ရယ် session ရယ် presentation ရယ်ဒီ application layer အဲ့ဒါနဲ့ပတ်သက်တဲ့detail ကိုတော့အဲ့ network နဲ့ပတ်သက်တဲ့ network နဲ့ပတ်သက်တဲ့ဒီ video ကြားမှာပဲကျွန်တော်အသေးစိတ်တင်ထားပြီးတော့လောလောဆယ်တော့အခြေခံဟာတွေပဲကျွန်တော်ပြောရမှာ layer 3 network layer firewall ဆိုတာဘယ်လိုမျိုးလဲဆိုတော့ network layer firewall ဆိုတာ packet filter firewall ဆိုတာ packet filter firewall ဆိုတာသူက packet တစ်ခုတစ်ခုကိုကွာအဲ့ data တစ်ခု package ကိုသွားမယ်ဆိုသူ့ရဲ့ထိပ်မှာရှိတဲ့ IP address ကိုစစ်တယ် IP address နဲ့ပို့နေပဲစစ်တယ်192.168.1.1ပြီး port number ဘယ်လောက်လဲ port number 20 port number တွေနဲ့ပတ်သက်ပြီးတော့ port နဲ့ပတ်သက်ပြီးတော့ကျွန်တော်လောလောဆယ်တော့ port ဆိုရင် number လို့ပဲသတ်မှတ်ထားလိုက်ကွာတကားပေါက်တွေပေါ့ဆိုကြပါစို့ IP address ဆိုတာတော့လောလောဆယ်တော့အင်္ဂလိပ်စာလို့သဘောထားလိုက် port number ဆိုတာရှင်းတယ်အိမ်ကတကားပေါက်တွေလို့သတ်မှတ်ထားလိုက်ဘယ်ပေါက်ကဝင်မှာလဲပြီးလို့ရှိရင် protocol က2မျိုးရှိတယ်လောလောဆယ်2မျိုးမှတ်ထားတယ် protocol မှာ TCP ရှိမယ် UDP ရဲ့သူကပို့ပုံလေးTCP ဆိုတာကွာတစ်ခုနဲ့တစ်ခု data တွေမပြတ်သွားအောင်စစ်ပြီးပို့တဲ့ဟာနည်းနည်းနှီးတယ်အကောင့်တွေကဘယ်မှာသုံးလဲဆိုတော့ကျွန်တော်တို့ဒီ email ပို့တဲ့အချိန်တွေမှာသုံးတယ် website တွေမှာသုံးတယ် UDP ကျတော့ string line တွေမှာ video မှာကိုပို့လိုက်တယ်သူကရောက်ချင်ရောက်မြောက်ချင်တယ်ဟို video ကျတော့မြန်ဖို့လိုတယ်ပြန်ရေးကြည့်UDP သုံးတာများတယ်လောလောဆယ် video file တွေပါဆို UDP နဲ့ပို့တာများတယ်လောလောဆယ်အဲ့ UDP protocol ကိုသုံးတယ်လောလောဆယ်အဲ့ဒါပဲမှတ်ထားလိုက်အောင်data ရဲ့အဲ့ layer 3မှာသူ data ရဲ့အကြောင်းအရာကိုမကြည့်ဘူးသူက address ကြည့်တယ်ဒီ address က allow ခွင့်ပြုမလားခွင့်ပြုရင်ခွင့်ပြုပေးလိုက်လိပ်စာကြည့်ဥပမာအလွယ်ဆုံးပြောရမယ်ဆိုလိပ်စာကြည့်ပြီးတော့လူဝင်ခွင့်ပေးတာဒီလိပ်စာလားဒီလိပ်စာဆိုရင်ဝင်လို့ရတယ်ဒီလိပ်စာမဟုတ်ရင်ဝင်လို့မရဘူးဒါပဲ layer 3မှာlayer 4မှာကြတော့ဘယ်လိုမျိုးfirewall အလုပ်လုပ်လဲဆိုတော့သူ့ကိုခေါ်တာတော့ stateful firewall လို့ခေါ်တယ် stateful firewall ဆိုတော့ firewall ဆိုတာက communicate ကိုသတ်မှတ်ပြီးတော့ကွာစစ်တဲ့ firewall ဘယ်လိုမျိုး communication တစ်ခုနဲ့တစ်ခုဘယ်လိုမျိုးလဲဆိုတော့ application တစ်ခုနဲ့ application ကိုဖွင့်လိုက်တယ်ဖွင့်လိုက်လို့ရှိရင်သူကလမ်းပြီးတော့ communicate လုပ်တယ်ဟေးငါဒီစာကိုဖတ်ချင်တယ်ရမလားဆိုရင်သူက reply ပြန်လာအေးဟုတ်တယ်မင်းဝင်လို့ရအဲ့လိုမျိုး handshake တိုက်ပြီဆိုတော့မှသူကခွင့်ပြုတဲ့ဟာမျိုးအဲ့ data တွေပါမလွတ်ခင်မှာသူကလမ်းခေါ်တယ်ဟေးဆိုတော့နာမည်တစ်ခုပြောတယ်ကွာအမှမောင်ဖြူဆိုမောင်ဖြူပေါ့ငါမောင်ဖြူပါမင်းမောင်နီလားဆိုဟိုကအော်ဒီကငါမောင်နီဆိုမောင်ဖြူနဲ့မောင်နီနဲ့ကသိလို့ရှိလို့ရှိရင်သူက communication လုပ်ပေးတယ်နောက်မသိလို့ရှိလို့ရှိရင်သူပိတ်ပေးတယ်ဥပမာကိုကခေါ်တာမောင်ဖြူမလာဘူးဆိုလို့ရှိလို့ရှိရင် line ကိုပိတ်ချလိုက်တယ်အလွယ်ဆုံးပြောရရင်ဖုန်းခေါ်တာပေါ့ဖုန်းနံပါတ်မှန်လို့ရှိလို့ရှိရင်ပြန်ပြောတယ်ကွာဖုန်းနံပါတ်မှန်လို့ရှိရင်ပြန်မပြောဘူးလောလောဆယ်အဲ့ဒါလေးပဲမှတ်ထားအောင်layer 5ဆိုတော့ session layer အဲ့ layer ကျတော့ current level firewall လို့ခေါ်တယ်session firewall ဆိုတော့ဘာလို့ communicate session တွေ alike ကိုသူကစစ်တာ data ကိုတော့မစစ်ဘူး session alike ဆို pocket တစ်ခုချင်းစီ alike ကို session တွေ alike ကိုသူကစစ်ပေးတယ်ဒီ session မှာဆိုရင်ဒါမှန်လား session alike ဆိုခွဲပြီးစစ်ပေးတယ်နော်ဘယ်လိုမျိုးလဲဆိုတော့ဥပမာကွာလက်ဆွဲနှုတ်ဆက်တာပေါ့ဥပမာကိုကလူတွေအများကြီးကြားထဲမှာကိုလက်ပေးလိုက်တယ်ကိုနဲ့သိတဲ့လူကပဲကိုကို handshake လုပ်တယ်
ကိုနဲ့မသိရလို့ကိုဟန်ရှင်းမလို့အဲ့လိုမျိုးပဲကိုနဲ့သိရလူပဲကိုနဲ့လက်တွဲတယ်ပေါ့အဲ့လိုသဘောမျိုးဟိုလူကြားထဲမှာဆိုကိုနဲ့မသိရလို့ကိုလက်ပေးတဲ့အချိန်မှာလူအုပ်ထဲမှာကိုနဲ့မသိရလို့ကိုလက်မရှိဘူးလေကိုနဲ့သိရလူပဲဟန်ရှင်းလုပ်တယ်အဲ့လိုမျိုးသဘောတရားပေါ့နော် layer 7 layer 7ကျတော့ application firewall proxy firewall ဆိုတော့ဗာလေ application firewall ဆိုတာကဒါ application layer မှာဥမာ website တို့ application အမျိုးအစားတွေခွဲတာအဲ့ပေါ်မူတည်ပြီးတော့ तू ကခွဲကြတာဆိုကြပါစို့ application website မှာဆိုကိုယ့်ရဲ့ application client site ရှိမယ်တယောက်က application ကိုသုံးတယ်ဆိုကြပါစို့ဥမာ music နဲ့ပတ်သက်တာဆိုကွာ music နဲ့ပတ်သက်တာဟာကိုပဲသွားတယ်အမှ music နဲ့မဟုတ်ဘဲနဲ့history နဲ့ပတ်သက်တာမျိုးဆို तू က okay ဒါမှားနေတယ်စာကြည့်တိုက်ကိုသွားတယ်ကွာကိုရှာကျင်တဲ့စာအုပ်က music နဲ့ပတ်သက်တာဒါပေမဲ့ကိုတွေ့တဲ့ဟာက history နဲ့ဆိုရင် तू မယူ music နဲ့ပတ်သက်တဲ့ဟာကိုပဲ तू ကအပေါ်ရမှာကွာ music နဲ့ပတ်သက်တာဆို music နဲ့ပတ်သက်တာအမှအဲ့လိုမျိုးကိုပဲ तू ကဖတ်ပိုင်ခွင့်ရှိတယ်အဲ့လိုမျိုးပေါ့သဘောတရားကိုနောက်ဆုံးတစ်ခုကကျတော့ဒါ next generation firewall next generation firewall ဆိုတာကတော့အခုနောက်ပိုင်းလာမဲ့ဟာပေါ့နော်ဒီကောင်ကတော့အရန်အဆင့်မြင့်တယ်ဒီကောင်ကကြတော့အကုန်စစ်တယ်တခါတည်းနဲ့ဘယ်လောက်ထိစစ်လဲဆိုတော့ IP ကနေပြီးတော့တောက်လျှောက်အကုန်3ထိ layer 7ကနေ layer 3ကနေ layer 7အကုန်လုံးကိုတစ်ချိန်တည်းမှာစစ်တယ်ဒီကောင်တော့ဒါ next generation firewall ဒီကောင်တော့အကုန်ပါIP ရဲ့ phone number လည်းစစ်မယ် application လည်းစစ်မယ် virus attack လည်းအကုန်စစ်မယ် user လည်းခွဲမယ်အလွယ်ဆုံးပြောမှဆိုတော့အဲ့ကောင်ကတော့လုံခြုံရေး gate လိုပဲလူတယောက်ကို scan ဖတ်လိုက်တယ်လူရဲ့ ID တွေသူ့ရဲ့မှတ်ပုံတွေနံပါတ်အကုန်လုံးစစ်ပြီးတော့မှဝင်ခွင့်တတ်မှတ်တာဒါကတော့ဒီ next generation firewall အဲ့လိုပုံပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အချို့အားဖြင့်ဆိုမဲ့ဆိုရင် firewall မှာအချင်းချုပ်အားဖြင့်ဆိုရင်ဒီ network layer နဲ့ချိန်မယ်ပေါ့ဒီ layer ကြီးနဲ့ဒီ layer နဲ့ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုရှိတဲ့ဟာက ISO layer နဲ့ချိန်မယ်ဆို firewall အမျိုးအစားကဒီမှာဆရာနဲ့ပြထားမယ်နော် layer 3မှာဆိုရင်တော့ packet filtering packet filtering ဆိုရင် IP နဲ့တော့ဘာစစ်မလဲ IP နဲ့ IP address ရှင်းမယ် IP address ကိုစစ်တယ်နော်အဓိကအောက်မှာ stateful firewall ဆိုရင်တော့အောက်မှာcommunicate လုပ်တာကိုစစ်မယ်သူစစ်တဲ့နေရာလေးပေါ့နော်ပြီးတော့ current firewall ဆိုရင် session ကိုစစ်မယ် application firewall ဆို application နဲ့ website တွေကိုစစ်မယ်အဲ့မှာnext generation ဆိုတော့သူကရှိသမျှလောလောဆယ်အဲ့လောက်နားလည်လို့ရှိရင်တော့ firewall ကြောင့်နည်းနည်းတော့သိသွားပြီလို့ထင်တယ်အဓိကအားဖြင့် firewall ဆိုတာက device တိုင်းစီမှာရှိတယ်ဥပမာ firewall ဘယ်လောက်ဖြစ်တယ်ဆိုတာက ISP ရဲ့ firewall ဖြစ်နိုင်တယ်လို့ router ရဲ့ firewall ဒါမှမဟုတ်ကိုယ့်ကုမ္ပဏီရဲ့ firewall ကိုယ့်ကုမ္ပဏီမှာရှိတဲ့ router ရဲ့ firewall ကပိတ်ထားတာဖြစ်နိုင်ဒါမှမဟုတ်လို့ရှိရင်ကိုယ့် device မှာရှိတဲ့ firewall ပိတ်တာလည်းဖြစ်နိုင်အဲ့တော့တစ်ခုခုကပိတ်ထားမယ်ဆိုကိုယ်တို့သုံးလို့မရဘူးအကုန်လုံးကတစ်ခုခုအမှ youtube.com ဆိုပါအကုန်လုံးကဖွင့်ထားမှကိုယ်ကသုံးလို့ရမယ်အကုန်လုံးမဖွင့်ထားရင်သုံးလို့မရဘူး ISP ကနေပြီး youtube.com ကိုပိတ်လို့ရှိရင်ကိုက VPN ခံမယ်ဆိုလို့ရှိရင်ကိုယ့် IP address ကပြောင်းသွားမယ်ပြောင်းသွားလို့ရှိရင်တို့က YouTube ဆိုတာကိုမသိတော့မယ်အဲ့ VPN တာနေတဲ့မှာတွားလို့ရှိရင်တော့တို့က package ကိုမမြင်ကိုယ့်ရဲ့ YouTube ရဲ့ IP address ကိုသူတို့မသိတဲ့ခါကျတော့ဖွင့်ပေးတာမျိုးရှိတယ်ဒါကတော့ bypass လုပ်တာပေါ့နော်ဘယ်လို bypass လုပ်လဲဆိုတာတော့အဲ့ရဲ့အခြေခံပေါ့ဒီလောက်ဆိုလို့ရှိရင်တော့ဒီ firewall နဲ့ပတ်သက်ပြီးတော့အနေအချင်းတော့ဒီသိသွားမယ်လို့ကျွန်တော်တို့ ဗီဒီယိုလေးမှာပဲဆက်လက်ပြီးတော့ကျွန်တော်တင်ပေးပါမယ် firewall နဲ့ပတ်သက်ပြီးတော့เนาะကျွန်တော် YouTube channel မှာလည်းရှိပါတယ်ကျွန်တော် Facebook ကလည်း test easy မြန်မာလေးရထည့်ပြီးတော့ Facebook page ကိုလည်းကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ bye